David ပါဒီနေ့တော့ကျွန်တော်တို့ Houston မြို့ရဲ့ downtown နဲ့လည်း12မိုင်ပဲကွာတယ်ပြီးတော့ Medical Center နဲ့6မိုင်ပဲကွာတဲ့ Antigua ဆိုတဲ့ဒီရပ်ကွက်လေးနေရာလေးကအကြောင်းပြောပြချင်ပါတယ်သူဒီအိမ်လေးကလှတယ်ဒီဇိုင်းလေးဆိုလည်းအရန်ကိုဟိုလူငယ်တွေကြိုက်အောင်ခင်ခင်နဲ့ခေတ်ဆန်ဆန်လေးဒီဇိုင်းကို share ဆွဲထားတဲ့အိမ်ဖြစ်တယ်ဟိုဈေးနှုန်းကတော့3,900ကျော်လေးပေါ့နော်3 bedroom 2.5 bathroom ဖြစ်တယ်ပြီးတော့အခုရောင်းတဲ့ဒီ salary က seller credit 1000ခွဲအထိပေးထားတာလောလောဆယ်အတိုးနှုန်းလည်းနည်းနည်းကျနေတဲ့ချိန်ဒီ1000ခွဲတွေနဲ့သုံးပြီးဝယ်မယ်ဆိုရင်အတိုးနှုန်းတက်တာနဲ့အခုချိန်ရနိုင်မှာဖြစ်တယ်နောက်တစ်ခုကဟိုအဝတ်လျှော်ဆက်ဒီ washer dryer fridge ပေါ့နော်အဲ့ဒါတွေလည်းအခုပါတယ်အပြင်ကိုတကယ်လို့ကျွန်တော်နဲ့ဝယ်မယ်ဆိုလို့ရှိရင်နောက်ထပ် incentive အပူလေးတွေလည်းကျွန်တော်ဖက်ဟိုရပါအောင်မယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်ကိုဖုန်းဆက်သွယ်ပြီးတော့မှမေးမြန်းလို့ရပါတယ်အခုဒီဗီဒီယိုလေးမှာတွေ့တဲ့အတိုင်းဒီအိမ်ကဒီဇိုင်းထားပါလေးလူငယ်တွေအကြိုက်ခင်မိတဲ့နေရာကောင်းလေးမှာမြို့ထဲမှာရှိတဲ့အိမ်ဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ် see you